များလုံးပဲမင်္ဂလာပါကျွန်တော်တိုင် channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ခွန်းတောင်းလောက်မှာအလွယ်တကူနဲ့ငွေရှာမဲ့နည်းလမ်းအစ်ကိုမြောက်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့စိတ်ဝင်စားရင်ကျွန်တော်ဒီဗီဒီယိုလေးကိုအစားနေအဆုံးထိကြည့်လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ပထမဒီအကောင့်ဖောက်ပြီးသားဖြစ်ပါတယ်မိတ်ဆွေတို့အခုဒီအကောင့်မှာဖောက်ရတဲ့ဘူးဆိုရင်ကျွန်တော် comment မှာခွန်းတောင်းလုပ်ပေးခွင့် link ပို့ပေးထားလိုက်ပါမယ်မိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့အကောင့်ဖောက်လိုက်ပါဟုတ်ပြီအကောင့်ဖောက်ပြီးပါလို့ရှိရင်မိတ်ဆွေတို့ app download ဆွဲလိုက်ပါ app download ဆွဲပြီးပါလို့ရှိရင်မိတ်ဆွေတို့ငွေသွင်းရမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့ငွေသွင်းပြီးမှငွေရှာမှာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ငွေသွင်းပြီးပါလို့ရှိရင်ဒီမှာ slogan လည်းဆော်လို့ရတယ်ပေါ့နော်ဒီနေရာမှာပေါ့နော်ဟုတ်ပြီကျွန်တော်နှိပ်ပြပါမယ်ဟုတ်ပြီအားလုံးကိုကြည့်ချူပါအဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ်ဒီပါပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော် PP လေးရှိတယ်ပေါ့နော်ဒီမှာ PP ရှိတယ် jelly ရှိတယ်ပေါ့နော်တခြားဂိမ်းတွေအများကြီးရှိတယ်ပေါ့နော်မိတ်ဆွေတို့ဒီနေရာဝင်ဆော်လို့ရပါတယ်ဒါမဲ့ဒီမှာကြတော့ကန်းနဲ့တက်ဆိုင်တယ်ပေါ့နော်ကန်းကောင်းရင်အနိုင်ဖြစ်မယ်ကန်းမကောင်းရင်အချုံဖြစ်မှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့အနိုင်ဖြစ်ချင်တယ်ဆိုရင်ဒီမှာပေါ့နော်ဒီဝင်ပေါ်မှာဆော်ရတာဖြစ်ပါနော်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီ ID ပေါ့နော်ဒီ ID နောက်ကကဏ္ဍနှလုံးရဲ့ဒီမှာကြားထားတဲ့ကဏ္ဍတစ်လုံးပေါ့နော်အဲ့ဒီသုံးလုံးကိုပေါင်းပြီးတော့အကြည့်ဖြစ်လားအတိတ်ဖြစ်လားအကြည့်ကဏ္ဍဖြစ်ရင်အကြည့်ပေါ်ပတ်စံထွက်ရတာဖြစ်ပါတယ်အတိတ်ကဏ္ဍဖြစ်ရင်အတိတ်ပေါ်ပတ်စံထွက်ရတာဖြစ်ပါတယ်မိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်ဒီမှာအကြည့်ပေါ့နော်ဒီမှာအတိတ်ကြည့်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အဲ့ဒီနှစ်ခုတည်းတစ်ခုပေါ်ပတ်စံထွက်ရမှာဖြစ်ပါတယ်အဲ့ဒီကဏ္ဍသုံးလုံးပေါင်းပြီးပါလို့ရှိရင်အကြည့်ဖြစ်ရင်အကြည့်ပေါ်ထွက်ပါအတိတ်ဖြစ်ရင်အတိတ်ပေါ်ထွက်ပါဟုတ်ပြီကျွန်တော်ကဏ္ဍပေါင်းပြပါမယ်တောင်းညရဲ့ခွင့်ပေါ့နော်ခွင့်ရဲ့ခွင့်ပေါ့ဆက်လက်ကြတော့အတိတ်ကဏ္ဍပေါ့နော်ဒီမှာအတိတ်ကြလိုက်ကြမယ်ပေါ့နော်ဟုတ်ပြီကြည့်အောင်ပါဖြစ်လေပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်အတိတ်ကြတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ထပ်ပြီးတော့ကဏ္ဍပေါင်းလိုက်မယ်တောင်းညရဲ့ရှေ့ရဲ့ပေါင်းရှေ့ပေါ့နော်ရှေ့ရဲ့2ရဲ့ပေါင်း30ပေါ့နော်30ကြတော့အတိတ်ကဏ္ဍပေါ့နော်ဟုတ်ပြီအတိတ်ပေါ့ကျွန်တော်100ထိုးလိုက်မယ်ကျွန်တော်ဥပမာကစားပြရတယ်ပေါ့နော်မိတ်ဆွေတို့နားလည်အောင်ပေါ့နော်ဟုတ်ပြီကြည့်အောင်ပါဖြစ်လေပေါ့နော်ဒီအသက်ဖြစ်တယ်ပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်ကျွန်တော်နိုင်သွားပြီပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီလိုပဲခဏ3လုံးကိုပေါင်းပြီးတော့အလွယ်တကူနဲ့ငွေရှာလို့ရတယ်ပေါ့နော်မိတ်ဆွေတို့အခုဒီအကောင့်မှာဖောက်ရတယ်ဖို့ဆိုရင်အကောင့်ဖောက်လိုက်ပါအကောင့်ဖောက်ပြီးတော့တရက်ကို4500ပုံမှန်ဝင်ငွေရှာလို့ရတယ်မိတ်ဆွေတို့အချောင်းဖြစ်ရင်3စားလိုက်ပြီးထွားမှာဖြစ်ပါတယ်နော်3စားလိုက်နိုင်မှအနိုင်ဖြစ်မှာပေါ့နော်ဥပမာပထမကျရင်ထိုးထားတဲ့100ချောင်းသွားရင်ဒုတိယကျရင်3စားလိုက်ပြီးထွားမှာပေါ့နော်ဟုတ်ပြီအဲ့ဒီ3စားလေးချောင်းသွားရင်တတိယကျရင်9စားလိုက်ပြီးထွားမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဇာလိုက်နိုင်မှာအနိုင်ဖြစ်မှာပါနော်ဟုတ်ပြီကျွန်တော်တိုင် channel ကိုဒီစူရိုက်မလို့လဲစူရိုက်လေးလောက်တာပါမိတ်ဆွေတို့ခွန်တောင်းလုံးဒီကွင်းမှာ aging လုပ်ဖို့စိတ်ဝင်စားတယ်ဆိုရင် aging လုပ်ပြီးတော့တလားကိုစစ်သိမ်းစင်လာသိမ်း30တရားထိဝင်ချလို့ရတယ်ပေါ့နော်မိတ်ဆွေတို့ကြိုးစားရင်ကြိုးစားသလားဝင်ချလို့ရတယ်ပေါ့နော်ဟုတ်ပြီ